နော်ကျမတို့8ထိုးသင်ခန်းစာလေးစပါမယ်ဒီ8အတွက်ပေါ့နော်ကျမက 4.5 mm လေးသုံးရမယ်ပြီးတော့ရင်ပေါ့နော်ကျမတို့ဒီလိုမျိုးနိုင်လွန်ချီပေါ့နိုင်လွန်ချီဒါတရုတ်နိုင်လွန်ချီနော်ဒီလိုမျိုးအလိမ်ကြီးနဲ့လာတာပါဒီလိုမျိုးပေါ့နော်အလိမ်နဲ့လာတယ်ဒီလိုအလိမ်နဲ့လာတဲ့အထူကိုသုံးတယ်နော်ဘာလေးတွေလိုရလဲဆိုတော့ဖြည်းဖြည်းချင်းပဲပြပြသွားမယ်ပေါ့နော်ကျမတို့ဂျိုးအတွက်ဆိုရင်အခုလိုမျိုးရွှေဂျိုးလေးလိုမယ်ပြီးတော့ရင်ကဲကိုတန်လိုက်ထဲချင်တန်လိုက်ပေါ့နော်ဟမ်မိတ်လိုကိုလေးပေါ့ပြီးတော့ရင်ကျမတို့ကော်ချက်ပေါ့နော်ကော်ချက်ကတော့ဒီလိုမျိုးကိုကတပြားဝယ်လိုက်ကွယ်တပြားဝယ်ပြီးတော့မှပဲကိုလိုတလောက်လေးဖြတ်မယ်ပေါ့နော်အဲ့လိုကိုချက်အကြီးလေးလိုမယ်ပေါ့နော်အဲ့ဒါဆိုရပါပြီကဲအခုကျမတို့ 4.5 mm အလေးနဲ့အောက်ခံအတွက်ပေါ့နော်ကျမတို့ချိန်20လောက်ပါမယ်ဖုံမီလေး20ပေါ့နော်ဒီနေ့3 4 5 6 8 9 10 11 12 13 14 15 16 18 19 20ပေါ့နော်ဒီလောက်အတိုင်းလေးရပါပြီအခုပေါ့နော်ကျမတို့ရဲ့ဒီ15ပေါ့ပေါင်း20ပေါ့နော်20ချင်းလေး20လောက်လိုက်တဲ့ဟာကဘယ်လောက်စင်တီမီတာရှိလဲတိုင်းကြည့်မယ်နော်15စင်တီမီတာလောက်ရှိပါတယ်အဲ့ဒါဆိုရင်ရပြီပေါ့နော်ရပြီဆိုရင်ကျမတို့ကအနောက်ကိုလှည့်လိုက်မယ်လှည့်ပြီးတော့ပြီဆိုရင်ဒီပထမဆုံးတစ်ခုကျော်ဒုတိယတစ်ခုကနေဒီအနောက်ပေါက်လေးပေါ့နော်ဒီဖုံမီလေးရဲ့ဒီလိုမျိုးအနောက်ပေါက်အဖုကလေးကနေပဲကျမတို့ထိုးမယ်နော်အဖုကလေးကနေကျမတို့ကတိုင်တိုလေးတွေတစ်ခုတစ်ပေါက်ထိုးပါမယ်ရှင်ဒီ 4.5 mm အဲ့လေးပဲသုံးပြီးထိုးမယ်နော်အဲ့ဒါအဆုံးထိထိုးပေးလိုက်ပါတိုင်တိုလေးတွေเนาะတိုင်တိုဆိုတော့အပေါက်ထဲကိုဒီနောက်ဖူလေးရဲ့အပေါက်ထဲအကိုထဲချီကိုယူနှစ်ခုဖြစ်သွားရင်တစ်ခါကြစ်တာเนาะဒါတိုင်တိုထိုးနည်းလေးပါကျမတို့ link လေးချထားပေးမယ်ပေါ့เนาะအကဲကိုကအခြေခံလေးတွေကိုကောင်းကောင်းမရသေးဆိုရင်လိုက်ပြီးတော့လေ့ကျင့်ဖို့အတွက်ပေါ့เนาะ Telegram link လေးချထားပေးပါမယ်အဲ့ထဲမှာတော့ကျမတို့ဖုံမီတိုင်တိုတိုင်လက်တိုင်ရှည်ချက်ကောပေါ့เนาะအဲ့လေးတွေထိုးနည်းလေးကိုသေးစိတ်လေးသင်ပေးထားပါတယ်ရှင်ကဲအခုဆိုရင်ပေါ့เนาะကျမတို့အဆုံးသတ်နာထိရောက်တော့မယ်ဆုံးသက်ထိရောက်သွားပြီပေါ့နော်အဲ့ဒီလိုမျိုးလေးရပါမယ်ကိုယ့်ရဲ့အိတ်အောက်ခံဒါအိတ်အောက်ခံလေးထိုးတာပေါ့နော်အိတ်အောက်ခံပုံစံလေးဒီလိုလေးဖြစ်သွားမယ်ဒီဟာပေါ့နော်ကျမတို့ရည်လိုက်တယ်ဆိုရင်16ခုရှိရမယ်နော်တိုင်တိုလေးက16ခုရှိပါမယ်ကျမတို့ကချင်း20လုပ်ပေးမယ်တစ်ခုကိုလျော့ပြီးထိုးလိုက်တဲ့အတွက်ကြောင့်မလို့တိုင်တို16ခုပေါ့နော်ပြီးတော့နောက်တန်းတက်မယ်နောက်တန်းနေစပြီးတော့ကျမတို့ row 11တော့ဒါ row 1ပေါ့နော် row 1ဆိုတော့အခု row 2တက်မယ် row 2အတွက်ချင်း1လေးတစ်ခုလို့ပြီးတော့သူ့ရဲ့ဒီဘက်အပေါက်မှာကျမတို့ကတိုင်တိုလေးတစ်ခါထိုးနော်တိုင်တိုလေးတွေတစ်ခုတစ်ပေါက်အဆုံးထိထိုးသွားမယ်အဲ့လိုမျိုးလေးကိုကျမတို့ကဒီဟာအခုဆိုရင်ကျမထိုးနေရ row 2လေးနော်အဲ့ဒါကို row 11ထိထိုးရပါမယ်ဒီလိုမျိုးလေးတွေထိုးမှာနော်တိုင်တိုလေးတွေကိုကြတာလေးကိုဆုံးသက်နာထိထိုးလိုက်မယ်ကွယ်ဒီမှာဒါအဆုံးသက်ထိထိုးပြီးတော့ပြီပြီးတော့ရင်ဒီမှာဒီနားလေးထိထိုးတယ်เนาะဒီပေါက်လေးထိထိုးတယ်ပြီးတော့နောက်တန်းတက်ဖို့တဲ့ချိန်ဝန်းလေးလုံးတစ်ဖက်ကိုလည်းဒီကက်ရက်ပေါက်လေးကနေတစ်ခုထိုးလိုက်တယ်ဒါဆိုရင်ကျမတို့ရဲ့အားလေးတွေကပေါ့နော်တိုင်တူလေးတွေတစ်ခုတစ်ပေါက်တစ်ဒန်းနဲ့အပေါက်တစ်ခုပေါ့နော်ဒီလိုမျိုးတစ်ပေါက်တစ်ခုနဲ့တစ်ဒန်းစီတက်လာပြီအခုဆိုရင်ကျမတို့ row 3ထိရောက်သွားပြီပေါ့နော်ဘယ်လိုရရမလဲဆိုရင်1 2 3ဒီလိုမျိုးအဖုလေးရှိတယ်အပေါ်အောက်ဆိုရင်ဒါက2တန်းစာပေါ့နော်2တန်းလို့ပြောတာပါဆိုတော့ဒါက1 2 3 3တန်းရှိသွားပြီပေါ့နော်အဲ့ဒါကိုကျမတို့ total 17တန်းထိရအောင်ထိုးပါမယ်အားလုံးကတိုင်တူလေးတစ်ခုတစ်ပေါက်နဲ့16ခုပဲရှိရမယ်နော်တိုင်တူရီပုံရီနေရကြတော့ဒီလိုမျိုးရီရပါတယ်1 2 3 4 5 6 6เนาะဒီမှာ6ခွန်8 9 10 11 12 13 14 15 16 19 19ပေါ့နော်ကိုကဒီလိုမျိုးဒီလိုအပွင့်လေးတွေကိုလက်ကြည့်ပြီးရေးလို့ရပါတယ်နော်ကဲဆိုထိုးလိုက်ရအောင်ကဲပေါ့နော်အခုကျွန်မ17တန်းထိထိုးပြီးသွားပြီဒီမှာဆိုရင်2 4 6 8 10 17ပေါ့နော်17တန်းထိကသူ့ရဲ့တိုင်းတာလေးတစ်ချက်တိုင်းပြပေးမယ်သူ့ရဲ့တိုင်းတာလေးอ่ะဆိုရင်ကျွန်မတို့ဒီလိုအနံလေးကကြတော့3လက်မခွဲပေါ့နော်စင်တီမီတာအဖြစ်ဆိုရင်တော့9စင်တီမီတာအလျားလေးကကြတော့ကျွန်မတို့16စင်တီမီတာပေါ့နော်16စင်တီမီတာလက်မအဖြစ်ဆိုရင်တော့6လက်မလောက်ရှိတယ်ပေါ့ကွယ်ကဲအလောက်ရပြီဆိုရင်ကျွန်မတို့ဒေါင်လေးဆက်သွားတော့မယ်နော်ဒေါင်လေးသွားဖို့အတွက်အရင်
ကဲပေါ့နော်အခုကျမတို့ဒီတောင်လေးထိရောက်သွားပြီကွယ်နော်တောင်လေးထိရောက်သွားပြီဆိုရင်ကျမတို့ကဒီမှာပြန်ထိုးတော့မယ်သူ့ရဲ့ဘေးမှာလည်းထိုးမယ်ပေါ့နော်ထိုးမယ်ဆိုရင်ကျမတို့ဒီလိုကြည့်ရမယ်ဒီမှာဆိုရင်ဒါတက်လေးနော်တက်ဆိုတာဒီမှာကျတော့ရိုးပေါ့နော်အဲ့တော့ကျမတို့ကဒီရိုးလေးကိုကြော်ပြီးတော့ဒီနားလေးကနေစားလိုက်မယ်ပေါ့နော်ဒါကတော့ဒီမှာအပေါက်ထိုးရမှာဒီကွင်းမှာကျတော့ကျမတို့အပေါက်ကြီးထိုးရမှာအဲ့တော့သူ့ရဲ့ဘေးနားဆိုတော့ကျမတို့ကဒါလေးကိုအပေါ်လေးကနေစားလိုက်မယ်နော်အပေါ်လေးကနေတစ်နော်တစ်ပြီးတော့ရင်အပေါက်ကြီးထဲမှာတစ်ခုထိုးပြီးတော့ရင်ဆိုရင်ကျမတို့သူ့ရဲ့ဘေးကအပေါ်လေးမှာတစ်ခါထိုးဆိုတော့3ခုဖြစ်သွားပြီအပေါက်ကြီးထဲမှာတစ်ခေါက်ထိုးပြီးဒီမှာကျတော့ဘေးလေးမှာပဲထိုးမယ်နော်ဘေးလေးမှာဆိုတော့ဒီမှာကြည့်3ခု1 2 3 4 5ရှိသွားပြီပေါ့နော်ရှိသွားပြီဒီမှာဆိုရင်6မှာခွန်ပြီးတော့ဒီမှာ8ဒီမှာ9ဒီမှာဆိုရင်9နော်9ပြီးဒီမှာ10ပြီးတော့ဒီနားလေးထိထိုးလိုက်မယ်အဲ့တော့17ဖြစ်သွားရင်နော်အဲ့လိုမျိုးလေး17ရှိရမယ်ပေါ့နော်အကြီးမှတစ်ခုအပေါ်အသေးလေးမှတစ်ခုပုံစံနဲ့သွားတယ်ဘယ်လိုပဲနေကွာကိုယ့်ရဲ့ဒီဘက်တောင်လေးက17ခုရှိရင်ရပြီနော်ပြီးတော့ဆိုရင်ကျမတို့ကဒီဘက်အချမ်းရောက်သွားပြီဒီဘက်ချမ်းရောက်သွားရဲဆိုတော့ဒီမှာပြီးသွားပြီပေါ့နော်ပြီးသွားရဲဆိုတော့ကျမတို့ဒီအောက်ထဲကိုဝင်မယ်ဖုန်မီပုံစံဖြစ်နေအောက်ထဲကိုဝင်ပြီးတော့တိုင်တိုလေးဒီအောက်တိုင်းပဲပေါ့နော်ကျမတို့က19ခုဖြစ်အောင်ထိုးရပါမယ်ရှင်နော်ကဲဆိုရင်ကျမတို့19ခုဖြစ်အောင်ထိုးလိုက်မယ်နော်ကဲဆိုနောက်ဆုံးပေါ့နော်ဒီမှာအရင်ကြည့်လိုက်မယ်ကွာဒီကနေစတာဆိုတော့1 2 3 4 5 6 9 10 11 12 13 14 15 16 17 18ပေါ့နော်ဒါဒီနားလေးထိုးရမယ်19ထိထိုးလိုက်ပေါ့နော်19ထိထိုးပြီးတော့ရင်ဆိုရင်ကျမတို့ဒီအောက်ထဲအောက်ကိုထဲချီကိုယူဒီမှာရှက်ကော့လေးနဲ့ဆက်လိုက်ကဲဒါဆိုကျမတို့ရဲ့အိတ်အောက်ခံလေးအောက်ခံပတ်လဲလေးထိုးတာပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးရမယ်အတိုင်းတာအဖြစ်ကတော့ကျမတို့ရဲ့အိတ်အောက်ခံလေးရဲ့အတိုင်းတာလေးချက်ချမ်းပြပေးမယ်နော်အားလုံးပတ်လဲလုပ်ပြီးသွားတဲ့အချိန်မှာကျမတို့တွေကဆိုရင်9လက်မှ9လက်မနော်9လက်မစင်တီမီတာအားဖြင့်ဆိုရင်တော့ကျမတို့18လောက်ရှိမယ်ပေါ့နော်အနံကတော့ကျမတို့4လက်မစင်တီမီတာအားဖြင့်ဆိုရင်တော့ကျမတို့10စင်တီမီတာရှိပါတယ်ကဲဆိုလိုက်ထိုးလိုက်ရအောင်နော်